ကျွန်တော်နဲ့ညီမလေးမတော်တဆစနစ်နှစ်ခုရခဲ့တယ်။တစ်ခုကအစတရားချဲတဲ့စနစ်ဖြစ်ပြီးနောက်တစ်ခုကအစတရားကျုံတဲ့စနစ်ပါ။ညီမလေးကရဲပြီးအစတရားကျုံတဲ့စနစ်ကိုရွေးသွားတယ်။ကျွန်တော်ကတော့ကြံတဲ့တစ်ခုကိုပဲရွေးလိုက်ရတယ်။3 ရက်ကြာမှမိုးတိထန်စွာရွာပြီးကဘာပြက်လိမ့်မယ်လို့မထင်ထားမိဘူး။လူတိုင်းအိမ်ထဲမှာပဲပိတ်မိပြီးခြေလမ်းတိုင်းခက်ခဲနေကြတယ်။ရိတ်ခါကအကြီးမားဆုံးပြဿနာဖြစ်လာတယ်။ကျွန်တော်ကတော့အစချဲတဲ့စနစ်ကိုအားကိုးပြီးရှိသမျှရိတ်ခါအားလုံးကိုချဲလိုက်တယ်။ချွေတာစားတောက်ရင်းနဲ့နောက်ဆုံးတော့ညီမလေးနဲ့အတူအခက်အခဲကိုကြော်ဖြတ်နိုင်ခဲ့တယ်။ဒါပေမဲ့မိုးတိထန်တဲ့ကဘာပြက်ကကြီးပြီးဆုံးသွားချိန်မှာညီမလေးကကျွန်တော်ကိုအဆောက်အုံပေါ်ကနေတွန်းချလိုက်မယ်လို့မထင်ထားခဲ့ဘူး။အကူသာကျမရဲ့အစချဲတဲ့စနစ်ကိုလူမယူခဲ့ရင်ကျမဒီစနစ်ကိုသုံးပြီးအစားအစာတွေကိုအများကြီးချဲ့ပြီးလူကော့အိမ်ကလူတွေကိုတွားကယ်လို့ရတာပေါ့။အကူကဘယ်နေရာမဆိုကောင်းပါတယ်။အတကြီးလုံးတာတစ်ခုပဲကျွန်တော်တစ်ခေါက်ပြန်လဲမွေးဖွားလာချိန်မှာညီမလေးကကျွန်တော်ထက်အရင်ဦးအောင်အစချဲတဲ့စနစ်ကိုလူယူသွားတယ်။သူလည်းပြန်လဲမွေးဖွားလာမှန်းကျွန်တော်သိလိုက်တယ်။ကျွန်တော်စိတ်ထဲကနေခနဲ့တဲ့ရေလိုက်မိတယ်။နေ့ရဲ့လူကော့ကိုဒီလောက်တောင်ကြိုက်နေပြီးတော့နေ့အသက်ကိုကယ်ခဲ့တဲ့အကူအရင်ခောက်ကိုကြတော့အယိုးထဲထိနာကြီးနေတယ်ပေါ့လေ။ဒါဆိုလဲဒီတစ်ခါတော့နင့်ကိုကျွန်တော်မကယ်တော့ဘူး။ဝမ်းသာအားရဖြစ်နေတဲ့ညီမလေးကိုကြည့်ပြီးဒါဆိုကျွန်တော်ကကျုံတဲ့စနစ်ကိုပဲယူလိုက်တော့မယ်။ကောင်းပါပြီစနစ်ကိုချိတ်ဆက်လို့အောင်မြင်ပါပြီ။ညီမလေးကကြားပြီးတော့ထပ်ပြီးဝမ်းသာသွားပြန်တယ်။သူ့ရဲ့စနစ်တစ်ကိုစမ်းသက်ကြည့်ခြင်းစိတ်တွေတဖွာဖွာဖြစ်နေတယ်။လက်ထဲကခွက်တစ်ခုကိုအစတရားချဲ့လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့ခွက်လေးကချက်ချင်းပဲအလွန်ကြီးမားတဲ့ခွက်ကြီးတစ်ခုဖြစ်သွားတယ်။ဒါတကယ်ကြီးပဲ။အစချဲ့တဲ့စနစ်ကတကယ်ပဲကျမဟာဖြစ်သွားပြီ။ကျွန်တော်ကတော့ရှေ့ကညီမလေးကိုအေးဆက်ဆက်အကြည့်နဲ့ကြည့်နေမိတယ်။ဒါကအရင်ဘဝတုန်းကကျွန်တော်အသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တဲ့ညီမလေးပေါ့။အရင်ဘဝတုန်းကမိုးတိထန်စွာရွာပြီးကဘာပြက်ကကြီးကရုတ်တရက်ရောက်လာတာ။လူတိုင်းကိုအိမ်ထဲမှာပဲပိတ်မိနေကြပြီးရိတ်ခါကအရေးကြီးဆုံးပြဿနာဖြစ်ခဲ့တယ်။ကျွန်တော်တို့အိမ်မှာခောက်ဆွဲချောင်းနဲ့ပေါင်မုတ်အနေငယ်ပဲရှိခဲ့တာ။အဲ့ဒီတုန်းကအစချဲတဲ့စနစ်ကိုသုံးပြီးချဲ့လိုက်လို့9 နှစ်တာမိုးတိထန်တဲ့ကာလပတ်လုံးကိုခက်ခက်ခဲခဲကြော်ဖြတ်နိုင်ခဲ့တာ။ဒါပေမဲ့ညီမလေးရဲ့ငယ်ချင်းလူရှမ်းကကျွန်တော်တို့မျက်နှာချင်းဆိုင်အိမ်မှာနေတာ။ညီမလေးကကျွန်တော်ကိုအကူအညီတောင်းပြီးသူတို့အိမ်အတွက်အစားအစာတွေချဲ့ပေးဖို့ပြောတယ်။ဒါပေမဲ့ကျွန်တော်ကကဘာပြက်ကထဲမှာလူစိတ်ကိုခံမရခက်လို့ညှင်းပယ်ခဲ့တယ်။ကျွန်တော်ရဲ့အကူအညီမပါဘဲနဲ့လူရှမ်းတို့မိသားစုက9 နှစ်တာမိုးတိထန်တဲ့ကာလကိုမကြော်ဖြတ်နိုင်ပဲစောစောစီးစီးပဲငတ်တည်သွားခဲ့ကြတယ်။ကျွန်တော်ကဒီအသေးရစရာကဘာပြက်ကကြီးကိုကြော်ဖြတ်နိုင်ခဲ့ပေမဲ့ကျွန်တော်တည်တည်ချာချာကာကွယ်ပေးခဲ့တဲ့ညီမလေးရဲ့လက်ထဲမှာတေးရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ဘူး။အခုပြန်တွေးကြည့်တော့တကယ်ကိုရေးစရာကောင်းလာတယ်။အခုတော့အစချဲတဲ့စနစ်ကကျမဟာဖြစ်သွားပြီ။အခုအားကြမိလား။ဘာပဲဖြစ်ဖြစ်ကျမကလိုချင်တဲ့အရာမှန်သမျှကိုချဲ့လို့ရတာလေ။အခုရဲ့အစကျုံတဲ့စနစ်ကတော့ဘာမှတုံးစားလို့မရတဲ့ပုံပဲ။ညီမလေးကကျွန်တော်ပြန်လဲမွေးဖွားလာသလားဆိုတာကိုစမ်းသပ်နေပုံရတယ်။သူ့မျက်လုံးထဲမှာတန်တရားတွေရှိနေတော့မယ်။ကျွန်တော်ကတော့တက်ပြင်းတစ်ချက်ချပြီးဘာမှမဖြစ်တယ်လို့ဟန်ဆောင်ကရေးလိုက်တယ်။ဒါကဘာကွာခြားလို့လဲ။စနစ်တစ်ခုပဲဥစ္စာ။နင်းကြရင်ယူလိုက်ပေါ်ကျွန်တော်ရပါတယ်။ညီမလေးကကျွန်တော်အစချဲတဲ့စနစ်အပေါ်လုံးဝစိတ်မဝင်စားမှန်းမြင်တော့မှစိတ်အေးသွားပြီးရေမောတော့တယ်။သူ့ရဲ့အပြုံးကိုကြည့်ပြီးကျွန်တော်သိလိုက်တယ်။ဒီတစ်ခါညီမလေးကသူ့ရဲ့ငယ်ချင်းမိသားစုကိုတေချာပေါက်သွားခဲ့လိမ့်မယ်။ဒါပေမဲ့တယောက်ယောက်ကဒီစနစ်အကြောင်းသိသွားရင်ညီမလေးကကဘာပြက်ကထဲမှာဘလို့မှဘေးကင်းနိုင်တော့မှာမဟုတ်ဘူး။လူတိုင်းကဒီစနစ်ကိုလူယူကြမှာပဲ။အဲ့ဒီနောက်ညီမလေးကစိတ်လှုပ်ရှားစွာနဲ့အိမ်ပြင်ကိုပြေးထွက်သွားပြီးလူရှမ်းတို့အိမ်တကားကိုသွားခောက်တယ်။ကြားနင်ဘလို့ဖြစ်လို့ရောက်လာတာလဲ။လူကော့အထဲဝင်ပြီးမှပြောရအောင်။မျက်နှာချင်းဆိုင်အိမ်တကားပိတ်သွားတာနဲ့ကျွန်တော်ချက်ချင်းဖုန်းဖွင့်ပြီးဒီနေ့ရက်စွဲကိုစစ်လိုက်တယ်။ဒီနေ့ကဇွန်လ14 ရက်နေ့ပဲ။အခုကဘာပြက်ကကြီးရောက်လာဖို့3 ရက်ပဲလိုတော့တယ်။အရာအားလုံးအချိန်မီပါသေးတယ်။ချက်ချင်းပဲကျွန်တော်အနီးနားကစူပါမားကတ်ကိုကားမောင်းသွားပြီးစားစရာတောက်စရာနဲ့သုံးစရာတွေကိုအကုန်သိမ်းကျုံဝင်လိုက်တယ်။စံတွေဂျုံတွေနဲ့ဟင်းသီးဟင်းရွက်မျိုးစေ့တွေကိုပါဝယ်ခဲ့တယ်။နောက်ပိုင်းကျရင်အသားစားနိုင်ဖို့အတွက်ကြက်ပေါက်စလေးတွေကိုပါဝယ်ခဲ့သေးတယ်။အဲ့ဒီနောက်ပရိဘောကဆိုင်ကိုသွားပြီးပရိဘောကအစုံလိုက်ကိုရွေးချယ်ဝယ်ယူခဲ့တယ်။ကျွန်တော်အတွက်အိမ်သစ်ဆက်ဆက်လေးတစ်ခုဖန်တီးဖို့ပြင်ဆင်နေတာသေးတယ်။ညီမလေးဘာကိုမျှော်လင့်နေလဲဆိုတာကျွန်တော်တေချာပေါက်သိတာပေါ့။ရိတ်ခါတွေရှားပါနေတဲ့အချိန်မှာပေါ်လာပြီးသူ့ရဲ့ငယ်ချင်းလူရှမ်းကိုကဲတင်ချင်နေတာ။အဲ့ဒီနောက်လူရှမ်းကသူ့အပေါ်အချစ်စိတ်တွေဝင်လာအောင်လုပ်ဖို့ပေါ့။ကျွန်တော်ကသူလူရှမ်းအပေါ်တန်ရောစင်ရှိုံပဲထင်ထားခဲ့တာ။ဒါပေမဲ့မထင်မှတ်ပဲသူကလုံးဝကိုအခြေယူမလေးဖြစ်နေတာပဲ။ညဘက်ညီမလေးအိမ်ပြန်ရောက်လာတဲ့အချိန်မှာသူ့မျက်လုံးတွေထဲမှာစိတ်ကူးရင်အချစ်တွေနဲ့ပြည့်နေပြီ။လူရှမ်းနဲ့အချစ်ပင်လယ်ထဲမှာနစ်မျောနေတဲ့အတိုင်းပဲ။အကိုကျမသာလူရှမ်းတို့မိသားစုကိုကယ်ခဲ့ရင်ပေါ့။ကျမကဥပမာပြောတာပါနော်။လူကောက်ကကျမကိုချစ်သွားမလား။ညီမလေးရဲ့မျက်နှာတစ်ခုလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နေပြီးရှက်သွေးတွေလည်းဖြန်းနေတယ်။ကျွန်တော်ကတော့အေးဆက်ဆက်နဲ့မချစ်နိုင်ဘူးလို့ပြောလိုက်တယ်။ညီမလေးကကြားပြီးတော့တုတ်ပြန်မှုတော်တော်ပြင်းထန်သွားတယ်။မဖြစ်နိုင်တာလူကောက်ကကျမကိုတေချာပေါက်ကြိုက်မှာ။အကိုအမှန်တိုင်းပြောစမ်းပါ။ကျွန်တော်ညီမလေးရဲ့စကားကိုဆက်ပြီးဂရုမစိုက်တော့ပဲ။ခေါင်းငုံပြီးဖုန်းထဲကနေကိုသုံးမဲ့ပစ္စည်းတွေကိုပဲဆက်ဝယ်နေလိုက်တယ်။ကျွန်တော်အရင်ဘဝတုန်းကညီမလေးရဲ့ဒုက္ခပေးတာကိုတစ်ခါခံခဲ့ရပြီးပြီ။ဒီလိုကိစ္စမျိုးဒုတိယအကြိမ်ထပ်ဖြစ်ခွင့်မပေးတော့ဘူး။ဒီတစ်ခါတော့နင်ဘာသာနင်လုပ်ချင်တာလုပ်တော့